လာပါပရိသတ်ကြီးတော်ကြီးကျမဒီနေ့တင်ပြခြင်းတဲ့အကြောင်းအရာလေးခေါင်းစဉ်ကတော့ကွန်ဒိုအိတ်ခန်းထဲမှာအဝတ်မပါပဲအိတ်နေတဲ့အမျိုးသမီးကိုလာလာဆန်းတဲ့စန်းကောင်အိန္ဒိယနိုင်ငံသားအနယ်ကိုထောင်နှန်း73လချမှတ်ခြင်းပါအသက်35နှစ်အရွယ်ရှိရဲ့အမေရိကန်အမျိုးသမီးတဦးအတွက်ဒီအဖြစ်ပြဟာတဘဝလုံးစာအမေမရနိုင်တဲ့ထိတ်လန့်စရာအိမ်မဆိုးတစ်ခုပါအဲ့ဒီညကညာကြီးတန်းကောင်မိမိရဲ့ကွန်ဒိုအိတ်ခန်းထဲမှာစိတ်လွတ်လွတ်တုံးလုံးအိတ်ဆက်နေခဲ့ခြင်းရုတ်တရက်ဆိုသလိုခြေချောင်းကိုလူတစ်ယောက်ကနှစ်ကြိမ်တိုင်လာထိလိုက်တဲ့အတွက်သူမလက်နိုးသွားခဲ့ပါတယ်သူမဟာအလိုအလျောက်တုံ့ပြန်မှုအနေနဲ့လာထိတဲ့လက်ကိုစောင်းနဲ့စောင့်ကန်လိုက်ပြီးချက်ချင်းဆိုသလိုထထိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာခုတင်ချေရုံးမှာတိတ်တဆိတ်ကြားချောင်းနေတဲ့တကောင်သားမူဟန်ဒတ်ကိုတွေ့လိုက်ရပါတော့တယ်ကြောက်အားလန့်အားနဲ့ဖက်ခလူစသည်ဖြင့် American Marine ထုံးစံအတိုင်းဖြင်းညင်အော်ဟစ်လိုက်တဲ့အချိန်မှာတော့ထိုစန်းကောင်ကအိတ်ခန်းထဲကနေအပြန်အဲ့ဒီကနေလာတာဆောင်ကနေခုံချပြီးထွက်ပြေးတင်းရှောင်သွားပါတော့တယ်ဒီဇလိုင်းရဲ့အစဒီလိုပါဒီနှစ်ဧပြီလ29ရက်ည10:00နာရီခွဲခါမှာအသက်35နှစ်အရွယ်ရှိဆက်လို့ရလုပ်ငန်းလာလော်ရီကားမောင်းတဲ့မိုဟန်ဒတ်ဟာကွန်ဒိုတိုက်ခန်းတစ်ခုရဲ့အပြင်ဘက်မှာလမ်းလျှောက်နေခဲ့ပါတယ်။အဲ့ဒီလမ်းပေါ်ကနေလှမ်းကြည့်လိုက်တဲ့အခါကွန်ဒိုပစ်ဒင်းပေါက်ကနေအခန်းထဲကအဝတ်မပါတဲ့အမျိုးသမီးကိုသူစတင်မြင်တွေ့ခဲ့ရပါတယ်။ည7:00နာရီခွဲရောက်တဲ့အခါသူဟာကားပါကင်ထိုးအေးဝယ်ရဲ့အဲ့ဒီနေရာကိုထပ်ချောင်းကြည့်ပြန်ပါတယ်ပရိသတ်ကြီးတော့စဉ်းစားကြည့်ပါစင်ကာပူရဲ့ပူအိုက်တဲ့ယာတီဥရုကအမျိုးသမီးကိုပေါ့ပပနေထိုင်စေခဲ့တာဖြစ်ပေမဲ့မိုဟန်ဒတ်အတွက်တော့ဒါဟာသူ့ရဲ့စန်းကောင်စစ်ကိုလှုံ့ဆော်ပေးလိုက်တဲ့မီးစာတုံးဖြစ်သွားခဲ့ပါတယ်တုံးလုံးမြင်ရတဲ့မြင်ကွင်းကြောင့်ယင်းနေတိတ်ခုံလာမိုဟန်ဒတ်ဟာအသားအဆေးအားလုံးကိုကြော်ထက်ပြီးကွန်ဒိုတိုက်ခန်းထဲကိုရအောင်ဝင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။မနက်တနာရီ15မိနစ်မှာလမ်းပေါ်မှာလူသွားလူလာရှင်းတာနဲ့ကွန်ဒိုရဲ့အောက်အစွန်ကိုကြော်တက်ပြီးလာတာဆောင်ပေါ်ကိုတက်ရောက်ခဲ့ပါတယ်။သူဟာအိတ်ခမ်းပင်ဘက်ကလာတာဆောင်မှာတဲ့အပေါ်ပိုင်းဖာလာစောင်ခြုံပြီးအိတ်နေတဲ့အမျိုးသမီးကိုမိနစ်30ကနေ40လောက်အထိအကြာကြီးစိုက်ကြီးနေခဲ့တာဖြစ်ပါတယ်။အမျိုးသမီးတစ်ဖက်လီသွားတဲ့အချိန်မှကရှိုးတကားကိုထွန်းဖွင့်ပြီးအခန်းထဲဝင်ရောက်ခဲ့တာပါပထမကကြိမ်လက်နိုးအောင်လှုပ်ဖြတ်ပြီးထွက်ပြေးခဲ့တဲ့မိုဟန်ဒတ်ဟာအာသာမပြေသေးပါဘူးမေလ2ရက်နေ့ညတန်းကောင်မှာသူ့ပြန်ချောင်းခဲ့ပြန်ပါတယ်မေလ3ရက်နေ့မနက်တနာရီခွဲကျော်မှာလေအရင်ကလို့ကြော်ဝင်လာပြီးလာတာဆောင်မှာ3နာရီလောက်ထိုင်ကြည့်နေခဲ့ပါတယ်ထိုညကတော့အမျိုးသမီးဟာအပေါ်ကအင်ဂျီတိုနဲ့အောက်ကအသွင်းကန်ဖောင်ပြီးဝတ်ဆင်ထားခဲ့ပါတယ်။မိန်းမဒီမှာချက်ထအာယုံရှိကြတဲ့အတိုင်းတရားရောက်ကစိုက်ကြည့်နေတယ်ဆိုတဲ့ခံစားချက်ကြောင့်မလားမသိအမျိုးသမီးဟာလက်နိုးသွားခဲ့ပါတယ်။လာတာဆောင်မှာမိုဟန်ဒတ်ရဲ့လူရဲကိုတွေ့လိုက်တဲ့အချိန်မှာတော့လုံကြုံရဲကိုဖုံးဆက်ခေါ်ယူတဲ့အတွက်စန်းကောင်ကထမှန်ထွက်ပြေးလွတ်မြောက်သွားခဲ့ပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမလွတ်မြောက်နိုင်တော့ပါဘူး။နောက်နေ့ညတန်းကောင်မတိုင်ခင်မှာကွန်ဒိုအပြင်ဖက်မှာလမ်းတလားနေတဲ့မိုဟန်ဒတ်ကိုရဲများစွာဖမ်းဆီးရမိခဲ့ပါတယ်။တရားခွင်မှာတရားကြီးကမိုဟန်ဒတ်ကိုမျက်နှာပြောင်းတိုက်ကအရှက်မရှိဘူးလို့မှတ်ချက်ပေးပြီးထောင်ဒဏ်73လချမှတ်လိုက်တာဖြစ်ပါတယ်။ဒီအမှုကနေကျွန်တော်တို့ဘာသင်ခန်းစာယူရမလဲဆိုရင်ပထမဦးဆုံးအနေနဲ့ကွန်ဒိုရဲ့လုံခြုံရေးအားနည်းချက်ကိုထောက်ပြချင်ပါတယ်။ပထမတစ်ကြိမ်ဝင်ရောက်မှုဖြစ်တဲ့ဒီနောက်ပိုင်းအရန်အသားတွေ CCTV တွေချက်ချင်းတပ်ဆင်တင်ပါတယ်ဒုတိယအနေနဲ့နေထိုင်များကိုယ်တိုင်တတိရှိဖို့လိုပါတယ်စင်ကာပူကပိုပင်ပဲကိုယ့်ရဲ့လုံခြုံရေးအတွက်ကြည်င်းပေါက်ကနေအလွယ်တကူမြင်နိုင်အောင်နေထိုင်ဖို့လိုက်ကန်ကိုတေးသေးချာချာပိထားဖို့အရေးကြီးပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်မှုနဲ့လုံခြုံရေးအတွက်ကိုယ်တိုင်ဦးစားပေးကာကွယ်ဖို့တတိပေးလိုက်ရပါတော့တယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ယူပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်